ပါဒီနေ့ဟိုတခါမှမုတ်လေးစားပြသေးပေါ့နော်ဒီတခါကဟိုတခါက vlog 1ဒီတခါကျ vlog 2ပါဒီတခါမှာကျတော့အသီးပါပါတယ်ပေါ့နော်စားပြမှာဝါဘလို့မှမလဲဟိုဒီဘောနော်ဝေလာမေ့ပါပါဒီမှာတော့ဒီမှာထွေးနေပေါ့အောက်မှာစော့ပါခုပြန်ဆင်းလာတာနော်ဒီမိုက်မလားဇူးမမကျမဘာလို့မရိုက်ခဲ့ရလဲဆိုကျမအတငယ်ချင်းလေးလေးဆိုတာမဟာပဲနောက်ရမမဝိုင်မှာတွေ့ခဲ့ပါနော်မမဝိုင်မှာ scope လေး one scope လုံးလိုက်တယ်ပေါ့နော်ညာရရပဲရင်တော့ဘာလို့လဲစီဒါစီဒီပေါ့နော်စီဒီစားမှာဒီမောစားမလားဒီမောစားမလားဒါလေးစားဒီဒီရင်စားလိုက်မယ်ဆိုတော့နောက်ပြီးမှအချိုးလေးပြန်ပေးလိုက်မယ်နော်တော်တော်စစ်စစ်တော့တော်တော်ချိုပဲဟိုတခါကတော်တော်အေးတွေ့လားတကယ်ကိုချိုကျမကို follow လုပ်ချင်အဲ့မှာကျမဒီမှာ TikTok ကောက်ရှိပါတူလို့ရရှာလိုက်ပါဘယ်လိုလဲဆိုတော့ THU နောက်ပြီးအမှဒီလိုမျိုးဟာလေးအဲ့ဟာလေးလောက်လိုက်နောက်ပြီးတားတစ်ချောင်းသူ့တားတစ်ချောင်းသူ့တားတစ်ချောင်းသူ့အမှအဲ့တူရဲ့နောက်ပြီးဒီလိုမျိုးလေးဟာအဲ့ဟာအဲ့မှာကျမအမေနဲ့ကျမအဖေနဲ့ကျမမောင်လေးနဲ့ကိုတွေ့လိုက်ပါမယ်အဲ့ကောင်ဘာမှမသိနိုင်ဘူးပေါ့ဟိုဒါမဲ့လိုင်းပေါက်လေးကတော့ဖောက်ပြမှာပေါ့နော်တော်ချိုးနေတယ်ကျမအသက်တည်ရမလားကျမအသက်ကဘယ်လိုပြောမလဲ9နှစ်ပေါ့နော်ဟုတ်တယ်ပုံ9နှစ်ကျမမစားရကစားလို့โอเคတော်ကောင်းပါလေနောက်လုံးစားပြအောင်မစားပြဘူးစားလိုက်ပါမယ်တော်ကောင်းတယ်ဒီတော့ဘာမှအားတော့နည်းမချိုးပါဘူးငါကောင်းစားပြမယ်ဒီဟာနောက် vlog မှာပဲပြရမယ်နော် vlog 3အဲ့တိုင်းမဟုတ်တယ်အများကြီးပဲမမဝိုင်ရှင်မှာသွားဝေးမှာအဲ့ဟာအခုကမမဝိုင်မှာဝေးလို့မထင်နဲ့ကျမကအောက်ဆိုင်မှာဝေးအောက်ဆိုင်မှာသူကဈေးတန်တယ်ပေါ့နော်ဒါဆို1000ဒါဆို400ထား400တော့တန်တယ်နော်ဖိုက်စားလို့ဆိုရင်သူခေါ်ဝယ်စားပါအမဖိုက်စားလို့ဝယ်အဲ့နှစ်ခုပဲဝယ်ပတ်စားမလောက်တော့ဘူးလေးကတော့ကျမပြောပြပါမယ်ဟိုမိုင်းလို့ဆိုရင်စီတီမိုင်မှာလုံးဝမွေပါနဲ့အဲ့မှာ2900ပါဒီမောက်အောက်ဆိုင်မှာဆိုတော်တန်နဲ့မဟုတ်တရားလည်းတော်စုံနေဘယ်လောက်လဲဆို2500ပဲရှိရ
200ပူကွာသွားတာအဲ့တော့ဘာထူးဆန်းလဲဆိုတော့အဲ့အမျိုးလိုက်ရမတူဘူးနော်သူတို့ကအမှဈေးကြီးရယ်ဒီဇိုင်းကတူတော့တူတယ်မိုင်းလုံးနဲ့ဒါမဲ့အစီဈေးတော့မကြီးဘူးအဲ့ပေါ့အဲ့ဒါပြန်ပြောဒီမှာတီလေးကြီးလားနားကြိုးဒီဟန်ဒီနားလေးကကျိုးထားဒါမဲ့အဲ့ဟာပြန်ပေါက်လာပေါ့အဲ့ဆိုဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲซูมมาလို့ထားလိုက်မလားလိုက်ဆို like and subscribe လေးလုပ်ပြီးနော်မလားဆိုရင်တော့မလားဆိုရင်တော့ like လေးလုပ်ပြီးပါတော့အဲ့ဆိုဒါပဲတဒါ